Okay, so tantra လို့ပြောလိုက်လို့ရှင် tantric လို့ပြောလိုက်တာနဲ့မြန်မာနိုင်ငံမှာတို့မြင်တာ sex ပေါ့နော်အဲဆို tantra ဆိုတာပါလေ tantra ဆိုတာ technique system system နဲ့ဆို body mind and soul ပေါင်းစပ်တဲ့ system လို့ပြောတာ tantra ဆိုတာ tantra ဆိုတာ sex လို့ပြောတာလေမဟုတ်ဘူးbody mind and soul ဒီ spiritual ကြီးอ่ะဒါတွေကိုပေါင်းစပ်လိုက်တဲ့စနစ်လို့ပြောတာဒါပေမဲ့ခုနသူစားပြောသလိုပဲနောက်နိုင်ငံနေမှာက tantra ကို sexuality ဘက်ကိုပို့ပြီးတော့တွားပြီးတော့တုံးတယ်တကယ်တော့ tantra မှာကကျွန်တော်သိချင်နေကြတဲ့ tantra လို့ပြောလိုက်လို့ရှိရင်အမြင်မှားနေရပါတော့เนาะtantra လို့ပြောလိုက်လို့ရှိရင် hey ချက်စရာကြီးယွန်းစရာကြီးအဲ့လိုချင်တာပေါ့ဆိုတော့ tantra မှာဟုတ်တယ်သူစားပြောလို့ sector ဘိုင်းကိုတွားတဲ့ tantra အဲ့ဒါအနောက်နိုင်ငံတွေမှာကျင့်သုံးတာမရှိမဟုတ်ရှိတယ် spiritual elevation ဘက်ကိုတွားတယ် spiritual လှုပ်ရှားမှုကိုတွားတဲ့ tantra နှစ်ခုကွဲနေတဲ့ tantra ရှိတယ်အဲ့တော့တို့တွေသုံးနေတဲ့ system က tantra ဆိုတာကအဲ့ခဏလို့ system ကိုပြောတာ technique ကိုပြောတာ spiritual ရေးရအတွက်တို့တွေကတွားမယ်ဆိုလို့ရှိရင်ကဒါကဘာလဲဆိုတော့ spiritual ဘိုင်းမှာ energy work တွေအနေနဲ့သုံးတယ် cleansing တွေအနေနဲ့သုံးတယ် mantra chanting တွေအနေနဲ့သုံးတယ် visualization တွေအနေနဲ့သုံးတယ်သူတို့တွေလေ့ကျင့်နေကြတဲ့ kundalini yoga as a tantra technique တွေမှာပါတယ် kundalini ကရှေးဟောင်း tantric ရဲ့ဟိုပါပဲကျင့်စဉ်ပဲဆိုတော့ tantra လို့သုံးသပ်လိုက်တဲ့အခါမှာခုနပြောလို့ပေါ့နော်လမ်းနှစ်လမ်း꿰တာပေါ့ကွဲသလိုမျိုးပဲလမ်းနှစ်ခုရှိတယ်အဲ့လမ်းနှစ်ခုမှာဘာလဲဆိုတော့လက်ဒီဘက်ကလက်ရဘက်လမ်းကကြတော့တန့်စင်တဲ့လမ်း tantra ကိုတန့်စင်တဲ့လမ်း spiritual energy မြင့်တင်တဲ့လမ်းသူကတန့်စင်တယ်သူကဆွမ်းအားကောင်းနေရအောင်အခြေခံဒီဘက်လမ်းကြတော့သူက sexual energy ကိုအခြေခံတယ်အလုံးအကျွန်းလုပ်တဲ့အရာတွေကိုအခြေခံတယ်ဆိုတော့ tantra မှာ Shiva Tantra, Shakti Tantra, Shiva Shakti. Right? Shiva Shakti. So, Shiva Tantra, Shakti Tantra, Buddha Tantra, so your Tantra shit. Tantra လို့ပြောလိုက်လို့ရှိရင်နီးစနစ်လို့မှတ်ပါနော်နီးစနစ်လို့မှတ်ပါအဲ့တော့ Tantra နဲ့ section နဲ့ဆက်တာကnegative နေကောင်းတဲ့ခါကြတော့နိုင်ငံများကတုံးတဲ့ဒီဘက်အောက်လမ်းပေါ့နော်ဆိုတော့သူကsexual energy အတွက်သုံးတဲ့အရာတို့တွေကအဲ့ဒါရန် hot ဖြစ်နေတဲ့ခါကြတော့လေဒီဟာကိုထင်တယ်ဆိုဒီနည်းကိုသုံးနေတယ်ရှိတာရှိတယ်အဲ့ပိုင်အဲ့ဒါမှအဲ့ဒါကို tantra ဆိုပြီးတော့အဲ့ဒါကဒီနည်းကဒါကဒီလိုလုပ်ရတယ်ဒီ sexual ဒီဟာနဲ့ပတ်သက်လို့ဒါ tantra နည်းလို့ပြောတဲ့သူတွေရှိတယ်အဲ့ဒါကိုပဲနည်းပြီးတော့လုပ်တဲ့သူတွေလည်းရှိတယ်ဘာလို့သူကအဲ့လမ်းကိုလိုက်နေလဲတို့တွေလိုက်နေတဲ့လမ်းကဒီဘက်က kundalini သမားတွေတို့တွေလိုက်နေတဲ့လမ်းကတို့တွေလေ့ကျင့်နေတဲ့အကျင့်ကောင်းကကြတော့ kundalini ဆိုရယ်ဒီခုန spiritual elevation ကိုလိုက်တာအဲ့လမ်းကိုလိုက်တာဟိုဘက်လမ်းကိုလိုက်တာမဟုတ်ဘူးအောက်လမ်းကိုလိုက်တာမဟုတ်ဘူးအဲ့တော့ tantra တို့ kundalini တို့ဆိုရယ်စကားတွေနဲ့ယူပြီးတော့သုံးပြီးတော့sexual ကိစ္စကကျွလွန်လို့ရတယ်လို့တချို့တွေကယူဆလိုက်တာဆိုတော့ tantra လို့ပြောလိုက်လို့ရှိရင်ဘာလို့သုံးသက်ကြည့်နော်ဆိုဆက်ပြီးသုံးသက်ကြည့်ဘယ်လောက်ဆိုစင်ပြေလားအဲ့ဆိုစင်ပြေဒီနာထိစင်ပြေလားပြပါတယ်ဒီချိန်ဟုတ်ကဲ့ okay အဲ့ဆိုတို့ဆက်ပြောမယ်နော်အဲ့တော့ tantra ဒီလိုနှစ်ခုရှိနှစ်ချမ်းရှိတယ်ဒါဆိုရင် tantra နဲ့ tantra မှာပြောပြမယ်နော်tantra နဲ့ kundalini လို့ပြောတဲ့အခါမှာkundalini မှာ kriya ဆိုတဲ့ကျင့်စဉ်တွေရှိတယ်ဆိုတော့ tantric energy ကိုနည်းနည်းလေးသဘောပေါက်လာမယ်ထင်တယ်ဆိုတော့ဒီ tantra နဲ့ kundalini awakening ကဆက်ပြီးတော့သူကအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့တို့တွေမှာ shakti ဆိုတဲ့ yin energy ရဲ့ shiva ဆိုတဲ့ yang energy ရဲ့ဆိုတော့ yin yang ဆိုတဲ့အဖို့အမ energy နှစ်ခုရှိတာတို့တွေမှာကအပူလမ်းကြောင်းနဲ့အေးလမ်းကြောင်းရှိတယ်ညာဘက်ချမ်းအပူဘယ်ဘက်ချမ်းအေး plus နဲ့ minus နဲ့ရှိတယ် plus နဲ့minus နဲ့တော့ဒီတိုင်းပဲတွားနေတော့ဒီလိုပဲ plus နဲ့ minus နဲ့ပဲဒါပေမဲ့တို့ရဲ့ kriya ဆိုတဲ့ကျင့်စဉ်တွေ
pranayama ဆိုတဲ့ breath work တွေလုပ်တဲ့အခါကျတော့ plus နဲ့ minus ရဲ့ energy ကပေါင်းသွားတယ်လျှက်စစ်လမ်းကြောင်းလိုမျိုးဖြစ်သွားသလိုပဲဟုတ်တယ်မလားတို့တွေတခုဖွင့်ကျင်လို့ရှိရင် wire တွေမှာတော့မှ plus နဲ့ minus နဲ့ပါတယ်လေplus နဲ့ minus လေးနဲ့ပို့ပြီးတော့မှ plug out တက်လိုက်တော့မှမီးလင်းတာလေဒီလိုပဲပေါ့နော်တို့တွေရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ plus minus energy ကိုတို့တွေကနှစ်ခုစလုံး balance ဖြစ်အောင်လုပ်တော့မှkundalini ဆိုတဲ့ energy ကတက်တာ so ဒီနားလေးထိမှတ်ထား